ကျွန်တော်တို့ရဲ့2026ဝေဆောင်ခရီးသွား vlog လေးဖြစ်ပါတယ်အခုတော်ကျွန်မပဲပုံမြတ်ထွန်းတရားပေါ့နော်ညောင်တော့ကြော်ပြီးတော့ပုံမြတ်ထွန်းတရားကိုရောက်ပါပြီမနက်9 နာရီခွဲလောက်ကစပြီးထွက်ခဲ့ပါတယ်ပြီးတော့အခုဘန်တနော်မှာခိုင်ကြော်ရတာလေးမစိုးပါဘူးခိုင်ကြော်မှာ breakfast စားတယ်ပသိမ်ကိုရောက်သွားပါပြီပသိမ်မှာကျတော့မနာတော့ပါဘူးပသိမ်မှာစီတော့ဝင်ဖြည့်ခဲ့ပါတယ်စီဖြည့်ပြီးတော့ဒါပသိမ်တရားဟိုတယ်ဖုန်းလမ်းဆက်လိုက်တော့ check out မလုပ်သေးဘူးရှိရလူတွေဆိုတော့အဲ့ဒါချိန်ရသေးတာနဲ့ငွေဆောင်စင်စခန်းကိုခဏဝင်ပြီးတော့အစင်းလေးကိုအစာဝင်ကျွေးခဲ့ပါတယ်ငွေဆောင်အစိုးရရောက်တော့ပါတယ်အဲ့နဲ့ချိန်နဲ့ဖြုံးနေနေစင်စခန်းမှာဝင်ပြီးစင်လေးကိုအစာဝင်ကျွေးပါတယ်ဒါချောင်းကြီးပေါ့ရေတော့မရှိဘူးဒါစင်လေးစီလို့ရတယ်ပြောတယ်ကဲပြီးတော့အဲ့ကနေပြီးတော့ငွေဆောင်ရောက်ပါပြီဒါငွေဆောင်မျိုးဝင်လေးပေါ့မောပန်းကြီးပြည်သွားပါပြီလမ်းမှာပြင်ပန်းငယ်သမျှ welcome to ငွေဆောင်ဆိုတော့ဒါတော့ဆောင်းတဲ့ဟိုတယ် preso bar ပေါ့ဒီနေ့ပိုင်းရောက်တဲ့နေ့မှာတော့အဲ့ဘာမှထိုင်ပြပြရတယ်ခဲ့ပါတယ်ပေါ့စီရောအတူတူစားနေပါတယ်fire dance ကြည့်ပါဦးသူတို့စီ fire dance ကတော့ကောင်းပါတယ် fire dance ကလည်းတော့ပါတယ် Before all I heard was silence, a rhapsody for you and me, and every melody is timeless. Life was stringing me along, then you came and you cut me loose. Solo singing on my own. Now I can't find a key without you, and now your song is on repeat, and I'm dancing on to your heartbeat. And when you're gone, I feel incomplete. So if you want the truth, I just wanna be part of your symphony.ဒါတော့ငွေဆောင် night market မှာကျွန်တော်တို့ဈေးသွားဝယ်ဒါပါစားစရာလေးတွေကိုရီးယားခေါက်ဆွဲခေါက်ဆွဲတော့ဖြုတ်တဲ့အသား၃မျိုးနဲ့19000ခေါက်ဆွဲကိုရီးယားခေါက်ဆွဲအသားလေးကောင်းပါတယ်ထောင်းနဲ့ဆိုင်နာမည်ကဒီဘက်မှာတော့ပရှူးထမင်းကျော်ဝယ်စားခဲ့ပါတယ်6000ပဲချပါတယ်ရတာလေးကောင်းပါတယ်နောက်ပြီးတော့ဒီမှာအခင်းနေပုံမှန်ဆိုတော့လူများရင်တော့သူတို့ကြော်ပေးတယ်ကင်းချိန်ကြလို့ဒါပေမဲ့အစောကြီးရောက်ပြီးတော့လူမမရှိတဲ့ခါကျတော့သူတို့ကင်းပေးပါတယ်ဇုံငယ်တို့ပါတို့ငါးကင်းငါ့ကိုပထမနဲ့စီဘူးလေးထိုးပြီးတော့မှပြန်ထပ်ကျင်တာပေါ့မာလူရရှင်းနေတယ်စောသေးတော့ဘယ်သူမှမရောက်ကြသေးဘူးအဲ့တော့မှတပြည့်ပြည့်နဲ့ရောက်လာကြတာနောက်နေ့မနက်မှာတော့ jogging လုပ်ပါတယ် jogging လုပ်ရ6 နာရီလောက်ထပြီးတော့ကမ်းခြေမှာပြေးရတော့ကောင်းပါတယ်ချွေးရတဲ့ထွက်ပြီးတော့နေရမ်းမထိုးသေးဘူးပေါ့လည်းနောက်ကျသွားတော့နေပူသွားမှာပေါ့ကျွန်တော်ဒီတိုင်းမှာလေးနဲ့အထပ်ပြရတာတော့မိုက်ပါတယ်ဟောတယ်မှာဇရက်အစာကောက်တာတော့လဲလိုက်ချောင်းခဲ့ပါသေးတယ်အဲ့ဘက်မှာတော့ဇရက်ကလေးပေါ်တယ်ရန်ကုန်မှာတော့တိတ်မထွေရဘူးပေါ့ကျွန်တော်ငှက်ဝါသနာပါတယ်လို့ဆိုတော့ဒါအပြန်လမ်းမှာလေးပွေလေခွင်းထဲမှာလေးပွေတိုက်တာ